1885 ခုနှစ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမှာဗြိတိရှတို့ကအထက်မြန်မာပြည်ကိုသိမ်းပိုက်လိုက်ပါတော့တယ်။နယ်ချဲ့တို့ကအလွယ်တကူအုပ်ချုပ်နိုင်မယ်လို့တွေးခဲ့ပေမဲ့ဒါဟာဆယ်စုနှစ်တစ်ခုကြာမဲ့ပြည်သူ့ခုခံစစ်ရဲ့အစပဲဖြစ်ပါတော့တယ်။ဒီခုခံစစ်ရဲ့သမိုင်းမှာမကွေးတိုင်းရဲ့နာမည်ကျော်ပျောက်ကြားကောင်းဆောင်တဦးဖြစ်တဲ့ဘိုးရွှေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတော့တယ်။သူဟာနမောင်မျိုးသစ်နဲ့တောင်တွင်းကြီးဒေသတွေကိုအခြေပြုပြီးနယ်ချဲ့တော်လှန်ရေးကိုစတင်ခဲ့ပါတယ်။ဘိုးရွှေဟာနယ်ချဲ့တို့ရဲ့စက်သည်ရေးစနစ်ကိုဖျက်ဆီးဖို့ကျေးနားတိုင်တွေကိုလှဲပစ်ခဲ့ပါတယ်။ရန်သူစစ်ကြောင်းတွေမလာနိုင်အောင်တရားတွေကိုလည်းစနစ်တကျဖျက်ဆီးပစ်ခဲ့ပါတယ်။ဗြိတိရှစစ်ကြောင်းတွေအတွက်ရိက္ခာတင်ဆောင်လာတဲ့လှဲတန်းတွေကိုလည်းလမ်းခုလက်မှာကြားပြတ်တိုက်ခိုက်ခဲ့ပါတော့တယ်။အင်အားချင်းမမျှပေမဲ့အလင်းငိုက်တိုက်ခိုက်ပြီးတောထဲကိုအမြန်ဆုတ်ခွာတဲ့ပျောက်ကြားဒီဝါနဲ့ရန်သူကိုအထိနာစေခဲ့ပါတော့တယ်။နမောင်ဒေသရဲ့အခြားကောင်းဆောင်တဦးဖြစ်တဲ့ဘိုမင်းအောင်နဲ့လည်းပူးပေါင်းပြီးနယ်မြေခွဲကညက်ပိတ်တိုက်ခိုက်ခဲ့ကြပါတယ်။စစ်ရေးအရအနိုင်မရတဲ့အခါဗြိတိရှတို့ဟာအလွန်ရက်စက်တဲ့နီလန်းတွေကိုစတင်ပြီးသုံးဆွဲလာပါတော့တယ်။ရွာတွေကိုမိရှို့ဖျက်ဆီးပြီးပြည်သူတွေကိုအတင်းအဓမ္မရွှေ့ပြောင်းစေတဲ့ရွာဖျက်တဲ့စနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။ဒါဟာရိတ်ခါနဲ့ငွေကြေးကိုဖျက်တောက်တဲ့ဖျက်လေးတဲ့စနစ်ရဲ့အစောပိုင်းပုံစံပဲဖြစ်ပါတော့တယ်။တော်လှန်ရေးသမားတွေနဲ့ပြည်သူတွေကြားကသတင်းစည်းစိမ်မှုတွေကိုလည်းအတင်းအကျပ်ပိတ်ပင်ခဲ့ပါတယ်။အထောက်ပံ့တွေတက်သွားတဲ့အတွက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာအလွန်ခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။1889ခုနှစ်ဝန်းကျင်မှာတော့အင်္ဂလိပ်စစ်တပ်ဟာအင်အားအလုံးအရင်းနဲ့ဘိုးရွှေကိုဝန်းရံပိတ်ဆို့လိုက်ပါတော့တယ်။ဘိုးရွှေဟာနောက်ဆုံးအချိန်ထိလက်နက်မချဘဲရဲရဲဝင်းဝင်းခုခံတိုက်ခိုက်ရင်းကြာဆုံးသွားရပါတော့တယ်။ဘိုးရွှေရဲ့သမိုင်းဟာစီးလုံးညီညွတ်မှုရှိမှသာနယ်ချဲ့ကိုအောင်သင်စွာတော်လှန်နိုင်ကြောင်းသင်ခန်းစာတွေပေးခဲ့ပါတယ်။ထုတ်အခြားအာဏာအတွက်ကိုဂျိုးစွန့်အသက်ပေးဆက်ခဲ့တဲ့သူရဲကောင်းတို့ရဲ့တန်ဖိုးဟာအစဉ်အမြဲကြီးမြတ်နေမှာပါ။အချစ်စိတ်ဓာတ်တွေဟာနောင်တစ်ချိန်မှာပေါ်ထွန်းလာမဲ့ဓမ္မလွတ်လပ်ရေးကြိုးပမ်းမှုအတွက်စံနမူနာဖြစ်စေခဲ့ပါတယ်။ဝေးတိုင်းရဲ့နယ်ချဲ့တော်လှန်ရေးအာဇာနည်ဘိုးရွှေဟာဓမ္မသမိုင်းမှာထာဝရမော်ကွန်းတင်ကြံ့ရစ်မဲ့သူရဲကောင်းတဦးပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။